မင်္ဂလာပါရှင်။ကျွန်မခုနေ့ပြောပြပေးမယ့်အကြောင်းအရာကအိမ်နောက်တဲ့အမျိုးသားတွေစန့်ကျင်ဘက်လိန်ဖြစ်တဲ့အမျိုးသမီးကိုကူညီတဲ့အခါမှာသတိထားရမယ့်အချက်၅ချက်ရှိတယ်ရှင်။အဲ့ဒါတွေကိုပြောပြပေးမှာပါရှင်။မင်္ဂလာပါရှင်။ British American နေကြိုဆိုပါရရှင်။ကျွန်မမတ်တနာပါရှင်။အိမ်နောက်တဲ့အမျိုးသားတွေစိတ်ရင်းစေတနာနဲ့စန့်ကျင်ဘက်လိန်ဖြစ်တဲ့အမျိုးသမီးပေါ်မှာကူညီလို့ရပါတယ်။ဒါပေမဲ့သတိထားရမယ့်အရာတွေလည်းရှိပါတယ်ရှင်။ဘာလို့ဆိုတော့ပတ်ဝန်းကျင်အမြင်ကိုလည်းထည့်တွက်ရမယ်ဇနီးများရဲ့တန်တရားကိုလည်းရှင်းအောင်လုပ်ရမယ်လीအဲ့တော့သတိထားရမယ့်အချက်တွေရှိပါတယ်နံပါတ်1အချက်ကနေရာနဲ့အချိန်ကိုရွေးပါနေရာကဘယ်လိုနေရာမျိုးဖြစ်မလဲဥပမာ2ယောက်တည်းရှိနေတဲ့နေရာမျိုးဆိုရင်ဘလောက်ပဲစိတ်ရင်းစေတနာနဲ့ကူညီပတ်ဝန်းကျင်အမြင်မှာလည်းမသင့်တော်ဘူးကိုယ့်ရဲ့ဇနီးများမြင်ရင်လည်းတန်တရားတွေပွားသွားနိုင်တယ်အဲ့တော့နေရာကိုရှောင်ရမယ်နေရာကိုအထူးသတိထားရမယ်ပေါ့နော်အချိန်ကိုလည်းရွေးရမယ်အချိန်ကညတကောင်ကြီးထားပါတော့တစ်ဖက်အမျိုးသမီးကဖုန်းခေါ်ပြီးတော့ညတကောင်ကြီးဒီလာခဲ့ပါအရေးကြီးလို့ဆိုရင်ဒီလိုအနေထားကအဆင်မပြေဘူးဥမာညတကောင်ကြီးနဲ့ဖြစ်မယ်2ယောက်တည်းလည်းဖြစ်မယ်ဆိုတဲ့အနေထားဆိုရင်စိတ်ကစားပြီးတော့ဖောက်ပြန်ဖြစ်နိုင်တယ်အဲ့တော့နေရာနဲ့အချိန်ကိုရွေးပါခုနပြောသွားတဲ့အထက်မှာလေညတကောင်ကြီးကူညီတောင်းရင်မပေးရတော့ဘူးလားဆိုပြီးတော့မေးနိုင်တယ်အဲ့လိုမျိုးအချိန်တွေဆိုကိုမိမကိုအတိပေးပြီးကိုမိမပါခေါ်သွားလိုက်ကူညီပေးရမယ်နေရာဒါထည့်ပြီးပြောပြပေးရပါတော့ဒါနံပါတ်2အချက်ကကိုချင်းစာမှုနဲ့တန်ရုံးစင်ကိုခွဲကြပါကိုကတခြားမိတ်ကလေးကိုကူညီလိုက်လို့ကိုကကယ်တင်ရှင်ဖြစ်သွားပြီအဲ့တော့သူ့ရဲ့အခက်အခဲတွေကူညီသူ့ကိုနှစ်သိမ့်ရင်သူ့ရဲ့အခက်အခဲတွေဖြေရှင်းနဲ့တန်ရုံးစင်ဖြစ်သွားနိုင်တယ်အဲ့တော့ကိုချင်းစာမှုနဲ့တန်ရုံးစင်ကိုခွဲကြပါနံပါတ်3အချက်အရန်အရေးကြီးတဲ့အချက်ကိုမိမကိုပွင့်ပွင့်လင်းလင်းအသိပေးပါလုံးဝမဖုံးကွယ်ပါနဲ့အရေးပေါ်အခြေအနေကြောင့်ကိုကကူညီလိုက်တယ်ကိုမိမကမပြောလိုက်ရဘူးကူညီလိုက်တယ်ဆိုရင်ဒါကတစ်ခါနှစ်ခါကိစ္စမရှိဘူးခဏဒီမိတ်ကလေးကိုကူညီတိုင်းကူညီပြီးမှအသိပေးရဆိုရင်အဆင်ပြေနိုင်တော့ပြီးတော့အစောကြီးတည်းကကူညီမယ်ဆိုရင်ကိုမိမကိုအသိပေးတိုင်ပင်ပြီးတော့ဒီလိုဘယ်လိုကူညီရမလဲဆိုပြီးတော့အကြံဉာဏ်ယူရမယ်ကိုမိမရှိရတဲ့အကြံဉာဏ်ယူရမယ်ပြီးရင်ကိုမိမနဲ့အတူတူကူညီတဲ့တယ်ခုနကတော့အရေးပေါ်အခြေအနေကူညီလိုက်တယ်ဆိုရင်လည်းပြန်လာရင်အသိပေးရမယ်အသိပေးဒီလိုကူညီခဲ့တဲ့မိမကြီးဆိုပြီးတော့ပွင့်လင်းရှိရမယ်ဒါဘာမဟုတ်တဲ့အရာလေးပဲကွာဆိုပြီးဒါဘာမဟုတ်တာပဲဒါတော့ကြီးမလိုအပ်ဘူးလို့မတွေးနဲ့နော်ဒီသေးလေးကလည်းအိမ်တော်ကြီးပျက်စီးစေနိုင်တယ်မင်းရဲ့အိမ်တော်ကြီးပျက်စီးသွားနိုင်တယ်အဲ့တော့ကိုယ့်ရဲ့မိမဇနီးမယားရဲ့တန်တရားရှင်းအောင်လည်းကိုကနေထိုင်တဲ့ရတယ်အဲ့တော့နောက်မှပြောမှပဲကိစ္စမရှိဘူးဆိုဖုံးထားမယ်ဆိုရင်နောက်မှသိတဲ့အရာပြဿနာအကြီးဖြစ်သွားနိုင်တယ်အဲ့တော့ဒါကိုလည်းခံယူဆိုင်ရမယ်နံပါတ်4ခန္ဓာကိုယ်ထိတွေ့မှုကိုရှောင်ကျဉ်ပါဒါဘာချက်လဲဆိုတော့တချို့မိန်းမတွေကကြတော့ပေါ့နော်စကားပြောဆိုမှဖင်ပုတ်ကောင်းပုံလုပ်တတ်တယ်အဲ့တော့ကိုကအိမ်အောင်တဲ့ယောက်ျားဖြစ်နေပြီအဲ့တော့ဒီလိုမျိုးအနေထားရမသင့်တော့ဘူးကိုကအရင်တော့ဒီသူနဲ့ကအရန်ရင်းနှီးတဲ့တငယ်ချင်းတွေဘာမှဖြစ်ဘူးဒီလိုပဲနေတဲ့ထိုင်တတ်တာဆိုပေမဲ့ကိုရဲ့အမျိုးသမီးစိတ်ပိုင်းဆိုင်အောင်ထည့်တွက်ရမယ်အဲ့တော့သူမြင်တဲ့တန်တရားဖြစ်စေနိုင်တဲ့အတွက်ဒီလိုအနေထားမျိုးကိုရှောင်ကျဉ်ရမယ်ဒီလိုကိုညီမဲ့သူကဒီလိုနေတဲ့ထိုင်တတ်ရင်ကိုကအခက်ဝေးလေးကနေပြီးတော့လေးစားမှုရှိတဲ့အနေထားကနေပြီးတော့ကူညီလို့ရတယ်ခက်ဝေးရနေသူကအနီးကပ်ရင်ဒီလိုလက်ပုတ်လိုက်ဘယ်ပုတ်လိုက်ညာပုတ်လိုက်နဲ့စကားပြောတတ်ရင်ခက်ဝေးရနေပြောခက်ဝေးရနေကူညီပြီးလို့ရတယ်ဒါလည်းစင်ကျင်တဲ့အရာပတ်ဝန်းကျင်ကမြင်နေအမြင်မတင့်တော့ဘူးကိုမိမမြင်နေတန်တရားပွားနိုင်တယ်ဒါနံပါတ်4ချက်ပေါ့နော်နံပါတ်5ချက်ငွေကြေးအကူအညီပေးရမှာပို့ပြီးသတိထားရမယ်ငွေကြေးကလူတယောက်ကဘဝရာခိုင်နှုန်းများပြည့်စုံစေတယ်လေအဲ့တော့ငွေကြေးကူညီတဲ့အခါမှာကိုကတစ်ဖက်ကိုငွေကြေးကူညီလိုက်တယ်အဲ့ဒါဆိုတစ်ဖက်ကအရန်အားကိုးသွားပြီအရန်အားကိုးစိတ်တွေနဲ့ဖြစ်သွားပြီးတော့ဘာဖြစ်လာမလဲဆိုတော့ကျေးဇူးဆက်ချင်စိတ်တွေပါထပ်ပေါ်လာလိမ့်မယ်ကျေးဇူးဆက်ချင်တဲ့စိတ်တွေနဲ့တင်လူနှစ်ယောက်ကမမှားသင့်ပဲမှားနိုင်တယ်အဲ့တော့
ဒီအချက်လည်းဂရုစိုက်ရမယ်အဲ့တော့ကျွန်မခုပြောပြတဲ့အကြောင်းအရာလေးကအိမ်အောင်ရှင်အမျိုးသားတွေစန့်ကျင်ဘက်လိန်ဖြစ်တဲ့အမျိုးသမီးကိုကူညီတဲ့အခါမှာသတိထားရမယ်အချက်၅ချက်ကိုပြောပြပေးတာရှင့်နောက်ဗီဒီယိုကြရင်ကိုကကူညီလိုက်တဲ့အခါမှာကိုယ့်ရဲ့မိန်းမရဲ့ခံစားချက်ပေါ့နော်ကိုယ့်ရဲ့အမျိုးသမီးကဘယ်လိုခံစားသွားစေရမလဲဆိုတဲ့ဗီဒီယိုလေးကိုဒုတိယပိုင်းအနေနဲ့ပြောပြပေးပါမယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင့်ကျေးဇူးတင်ပါတယ်ကျမစီမှာရင်ဖွင့်တိုင်ပင်ဆွေးနွေးလိုသူတိုင်းMessenger တို့လာခဲ့ပေးပါရှင့်ဝန်ဆောင်ကားလေးရောရှိပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ရှင်ချစ်သူတိုင်းအိမ်အောင်ရှင်တိုင်းချစ်ချင်းမြတ်တာတွေတိုးပွားပြီးအကြအားလုံးစင်ပြေချုံးမွေးကြပါစေရှင်